ခိုးရှိတော့ငါတကောင်းစီကြီးမှာမိဖုရားကြီးတစ်ပါးရှိတယ်တဲ့အဲ့ဒီမိဖုရားဟာနဂါးကြီးတစ်ကောင်နဲ့ချစ်ကြိုက်နေကြတယ်လို့ကောလာဟာရတွေပြန်နှံလိုက်ရရှိပါတယ်အဲ့ဒီတိုင်းဒီမှာဘရင်လှုပ်တူတိုင်းဟာညတကောင်ချိန်တွင်နဂါးပေါက်တက်လို့ပြေကုန်ကြတယ်ဒါကြောင့်အဲ့ဒီတိုင်းဒီမှာဘရင်လှုပ်မလို့မရှိဘူးတဲ့အဲ့ဒီကာလမှာမောင်ပေါက်ကျင်းဟာတက်ကလိုတီကပညာတင်ပြီးပြန်လာပါတယ်။ပြန်လာကနီးမှာဗီတာပါမောက်ခဖရာကြီးကမောင်ပေါက်ကျင်းကိုစကားကြီးတုံးကွန်းမှာကြားခဲ့ပါတယ်။သွားပါမြခရီးရောက်မေးပါမြစကားရမအုပ်မနေအသက်ရှည်။ဒီနေ့မှာတော့မောင်ပေါက်ကျင်းဟာတကောင်းကြီးကိုမေးမြန်းရင်းနဲ့ရောက်သွားတယ်။တကောင်းကြီးကိုဘလန်းကသွားရမှာလဲဗျ။ဘွားပါများခီးရောက်ဆိုတဲ့အတိုင်းတကောင်းကြီးကိုမောင်ပေါက်ကျင်းရောက်ခဲ့ပြီပေါ့မေးပါများစကားရသွားပါများခီးရောက်ဆိုတဲ့အတိုင်းတကောင်းပြည်ကြီးကိုငါရောက်လာပြီမေးပါများစကားရဆိုတဲ့အတိုင်းတိုင်းပြည်ချင်းကိုစုံစမ်းကြည့်တော့အကြောင်းစုံသိရတာပေါ့ညရောက်ရင်တေကုန်ကြတယ်ဟောမောင်ပေါက်ကျင်းဟာရှေ့ဆက်လာခဲ့ရဥယျာဉ်တစ်ခုမှာကြောက်ရတစ်ခုတွေးပြီးခိတ္တအနာယူရာမောပနာနဲ့အိပ်ပျော်သွားပါတော့တယ်ကြောက်ဖျားပေါ်မှာဆက်တော်ခေါ်ထားတော်မူပါရှင်သာဟူသောစကားကြောင့်မောပေါက်ချင်းကအိပ်ယာမလန်လို့ပြီးအရှိတကောင်းပြည်ရှင်ဘရင်ရာဇာအဖြစ်အုပ်စိုးရန်ရွှေနန်းတော်ကြွတော်မူပါဗျာဒီလိုနဲ့မောပေါက်ချင်းဟာအမတ်တင်နဲ့တွေ့ပြီးဘရင်လို့ရန်နန်းတော်တို့ခေါ်ဆောင်ခြင်းခံရပါတော့တယ်ဒီတိုင်းပြည်မှာဖရင်လောက်တဲ့သူတွေညားကြရင်ဘာကြောက်တေရတာလဲဟောငါကိုစားငါပြောတော့ကိုငါပုံစံလောက်ပြမအလစ်မနေအသက်ရှည်ဆိုတဲ့စကားအတိုင်းငါတညမအိပ်ပဲစောင့်ကြည့်မယ်ဘရင်ဖြစ်လာတဲ့မောင်ပေါက်ချင်းဟာပေါ်ပေါ်ရော့မနေပဲညဥပိုင်းမှာအိတ်ချင်အောင်ဆောင်ကမိဖုရားအိပ်ပျော်နေချိန်မှာအရန်နဲ့ဝတ်ထားတဲ့ငပြောတို့ငိုယူဟာဆောင်ကြုံပြီးလူနဲ့တူအောင်လှုပ်ထားတယ်ထို့နောက်နန်းတော်တကားပေးမှာတန်လေးကိုကင်ပြီးအခြေအနေကိုစောင့်ကြည့်နေပါတယ်ညတန်းကောင်ရန်အချိန်မှာနန်းတော်တိုင်းတကားအခေါင်းပေါက်မှာပေါအောင်နေတဲ့နဂါးဟာထွက်လာပါတော့တယ်နဂါးကြီးကမိဖုရားပေးမှာဆောင်ကြုံထားတဲ့ငပြောတို့ကိုမောင်ပေါက်ချင်းအမနဲ့ဒေါ်ရကြီးလမ်းပေါက်လိုက်ရာငပြောတို့နဲ့အဆွဲနဲ့ဖြုတ်မရပဲညှိနေပါတော့တယ်အဲ့ဒီချိန်မှာနန်းတော်တကားဘေးမှာပုံးနေတဲ့မောင်ပေါက်ချင်းကဓားကင်ပြီးထွက်လာပြီးနဂါးကြီးကိုအပြေးခုံကနဂါးကြီးကို9ပိုင်းပိုင်းလိုက်ပါတော့တယ်ဒီလိုဖြစ်ရလဲမိဖုရားဟာသူ့ချစ်သူနဂါးကြီးတေသွားတော့အခဲမကြည့်ဘူးဒါကြောင့်ကျွမ်းကျင်သူကိုလေးဝဲခေါ်ပြီးနဂါးရဲ့အယူကိုစံတိုးလုပ်စေတယ်အရတရားတစ်ထောင်ပေးပြီးနဂါးရဲ့တရေကိုခွာစေတယ်အဲ့ဒီနောက်အရတရားတရားပေးပြီးနဂါးရဲ့တရေကိုခေါင်းချုပ်စေတယ်အစ်စ်မင်းကျဲအကျုံနှုတ်ဖွက်တဲ့စကဲသားကိုရပ်ပေါင်း40အတွင်းဖြည့်ရမယ်ပေါ့အကယ်၍မတ်ဖြည့်နိုင်ကတင့်ကိုတတ်မယ်မင်းကြီးဖြည့်နိုင်ရင်အကျုံနှုတ်ကိုတတ်ညက်ထောင်ပဲလို့စုပ်ရှာပဲလို့ချုပ်ချစ်တဲ့သူအယိုးဆန်တိုးလောက်တဲ့မပေါက်ချင်းဟာဒီတရားဖွက်တဲ့တက္ကရာကိုမိတို့ပဲစဉ်းစားနေရမှုဒီမရပဲရှိနေတယ်နောက်နေ့ရက်နေ့ပြပေါင်းလို့မပေါက်ချင်းရဲ့အဖေနဲ့အမေဟာတားဖြစ်သူဘရင်ဖြစ်ဒီကိုကြားပြီးတကောင်းစီလို့လိုက်လာတယ်လေမပဲစားကြတာပေါ့ကောင်းလိုက်တာထမင်းကျန်းလေးနဲ့9-6ပဲပါတယ်ဟုတ်တယ်လန်ကရီကပင်ပန်းတော့ဒါလေးနဲ့ပဲဖြည့်သိမ့်ကြတာပေါ့လန်ခီမှာခရီးတစ်ထောက်နား၍သမင်းသားနေချိန်မှာတစ်ပင်ပေါ်မှကြီးပုံနဲ့ကြီးမပြောသည့်စကားတန်ကိုကြား၍
အာပြင်သွားကြတယ်လေ သူ့လေငကားကြီးကိုမောင်းပေါက်ချိုင်းတက်လိုက်တာမကျေနပ်လို့ငကားအရေကုန်ကိုတပြားတစ်ထောင်ပေးပြီးစုပ်တယ်နောက်100ပေးပြီးချုပ်စေတယ်ပြီးငကားအယိုးကိုဆန်ထိုးလုပ်တဲ့အဲ့ဒါကိုနှုတ်စာလုပ်ပြီးမေးတာမောင်းပေါက်ချိုင်းကမဖြေနိုင်ဘူးတဲ့ရှင်မရီ တားတော်မောင်စီအမြန်သွားပြောမှရမယ် ထထလာရှင်မာရီနေမဝင်ခင်တကောင်းပြေရောက်သွားကြစို့ဟောရှင်မရီတကောင်းပြေတော့ရောက်ပြီ ဟေး ဖယင်စီအမြန်ပို့ပေးပါငါတူရဲ့ ကောင်းပါပြီပို့ဆောင်ပေးပါမယ် ဟာခမီးတော်နဲ့မဲတော်ပါလားဝမ်းသာလိုက်တာ ငကားအရေကွန်ကိုတပြားတစ်ထောင်ပေးပြီးစုပ်တယ်နောက်100ပေးပြီးချုပ်စေတယ်ပြီးငကားအယိုးကိုဆန်ထိုးလုပ်တဲ့ ငကားရေကုန်ကိုတပြားတစ်ထောင်ပေးပြီးစုပ်တယ်နောက်100ပေးပြီးချုပ်စေတယ်ပြီးငကားအယိုးကိုဆန်ထိုးလုပ်တယ် ကျွန်တော်မျိုးအမိုက်မအားတော်ပြီအသက်ချမ်းသာပေးပါမင်းကြီးဖေဟာ နာကိုတော်မြတ်သည်ဆရာစကားနားထောင်ပြီးမိဘနှစ်ပါးရဲ့ကျေးဇူးကြောင့်အသက်ချမ်းသာရာရခဲ့တယ်ရန်ကိုရန်ချင်းမတုံနှင်းလို့မိဖုရားရဲ့အသက်ကိုငါမသက်တိုင်းပြည်ကိုအတူတကွအုပ်ဆိုးကြမယ် တကောင်းပြည့်ရှင်နဂါးတိုင်မင်းကြီးနဲ့ဝါဇန်ဒီမိဖို့ရကောင်းကြီးတတော်ရကြောင်းရှိပါစေ မောင်ပေါက်ကျင်းဟာမိဖုရားရဲ့တက်ကိုချမ်းသာပေးပြီးတိုင်းပြည်ကိုအုပ်စိုးကြတာပေါ့ ဆရာစကားကိုနာခံလက်တွေလိုက်နာခဲ့လို့ နောက်ထပ်ဇလန်းလေးလည်းဆက်လက်တင်ပြပေးမှာမို့လို့ကျွန်တော်ရဲ့အကောင့်လေးကိုပေါ်လို့အသက်ပေးမှတ်ချက်ရေးပြီး share ပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် စေပါ